ဘုန်းကြီးတို့ဒါဗုဒ္ဓဘာသာတွေပဲဗုဒ္ဓကဖယားဘာသာကစကားဖယားစကားနားထောင်နေတယ်ဆိုရင်ကတော့ယရဏသုံးပါးနဲ့နေကြလွတ်ပြီးတော့စိတ်တွေလွတ်ပြီးတော့မထားနဲ့ရှည်ရှည်ဝေးဝေးဖယားကြော့ခြင်းမရဘူးဆိုရင်နမောဗုဒ္ဓသနမောဓမ္မသနမောသံဃသလို့သုံးချိန်အဲ့ဒီလိုဆိုပြီးတော့ဝှချပြီးတော့အိတ်ကြပြီးတော့ခရီးသွားတဲ့အခါလဲရွတ်တော်တဲ့ဗါတဲ့သွားတဲ့အခါလဲရွတ်ကြအဲ့ဒါဖယားတရားသံဃာယတနာ၃ပါးကိုရှ िख ိုးတာပဲနမောဗုဒ္ဓသဗုဒ္ဓသမြတ်စွာဘုရားအားနမောရိုသေမြတ်နိုးလက်စုံမိုး၍ဖယားတပည့်တော်ရှ िख ိုးကြော့ပါဤအရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိတယ်နမောတသလည်းရွတ်ရတယ်နမောဓမ္မသဓမ္မသမဲ့လေးတံဖို့လေးတံနိဗ္ဗာန်ပရိယကိုးပါးဆယ်ပါးသောတရားတော်မြတ်ကိုနမောရိုသေမြတ်နိုးလက်စုံမိုး၍ဖရာတပည့်တော်ရှ िख ိုးကြော့ပါဤအရှင်ဘုရားခမည်းတော်ကြတော့တဲ့လောက်ထိအောင်မလိုပါဘူးနမောဓမ္မသဓမ္မသတရားတော်မြတ်ကိုနမောရိုသေမြတ်နိုးလက်စုံမိုး၍ရှ िख ိုးကြော့ပါဤအရှင်ဘုရားဒါလောက်ဆိုရင်ပြည့်စုံပါတယ်နမောသံဃသသံဃသသံဃာတော်အားနမောရိုသေမြတ်နိုးလက်စုံမိုး၍ဖယားတပည့်တော်ရှ िख ိုးကြော့ပါဤအရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိတဲ့လောက်ထိအောင်ခမည်းတော်ကတော့သိုးမနေရပါဘူးနမောဗုဒ္ဓသနမောဓမ္မသနမောသံဃသလို့တဲ့လောက်ဆိုရင်ပြည့်စုံသွားပါပြီနည်းနည်းလေးချက်ပေးခြင်းကတော့သံဃသအရိယာရှစ်ဖို့သံဃာတော်အရှင်မြတ်အားနမောရိုသေမြတ်နိုးလက်စုံမိုး၍ဖရာတပည့်တော်ရှ िख ိုးကြော့ပါဤအရှင်ဘုရားလို့ဒီအဓိပ္ပာယ်ရှိနမောတသနဲ့လည်းရှ िख ိုးကြပါနောက်ဘုန်းကြီးတို့နည်းနည်းလေးကြောက်စရာတို့လန့်စရာတို့ဘာတို့အဲ့ဒီလိုတွေ့နေတယ်မြင်နေတယ်အာယုန်နဲ့ထင်းနေတယ်ဆိုရင်ဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိကိစ္ဆာမိသရဏံဗုဒ္ဓံကိစ္ဆာမိသရဏံဓမ္မံကိစ္ဆာမိသရဏံသံဃံဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိကိစ္ဆာမိသရဏံဗုဒ္ဓံကိစ္ဆာမိသရဏံဓမ္မံကိစ္ဆာမိသရဏံသံဃံဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိကိစ္ဆာမိသရဏံဗုဒ္ဓံကိစ္ဆာမိသရဏံဓမ္မံကိစ္ဆာမိသရဏံသံဃံလို့အဲ့ဒီလိုရွတ်လိုက်လို့ရှိရင်အားလုံးပျောက်သွားပါလိမ့်မယ်အဲ့ဒီထင်လာတဲ့မြင်လာတဲ့အာယုန်တွေအကုန်ပျောက်သွားလိမ့်မယ်အဲ့ဒီသရဏဂုံ၃ပါးကိုလည်းအနုလုံပတိလုံရွတ်ရတယ်နောက်ခမည်းတော်ရဲ့အမြဲတမ်းနှလုံးသွင်းရမယ်တရားဆိုတာလက္ခဏာရေး၃ပါးပေါ့အနိစ္စဒုက္ခအနတ္တပေါ့မမြဲသောအနိစ္စဆင်းရဲသောဒုက္ခအစိုးမရသောအနတ္တတို့အစိုးမရအစိုးမပိုင်အလိုမလိုက်အကြိုက်မပါကိုဖြစ်ချင်သလိုမဖြစ်သူသဘောသူဆောင်ပြီးသူဖြစ်ချင်သလိုဖြစ်နေတဲ့အနတ္တလို့သိလိုက်ရင်ခမည်းတော်နေသာထိုင်သာရှိသွားပြီနေတတ်သွားပြီစိတ်ထဲကနေပြီးတော့
ပူပင်စရာတို့ပူဆွေးစရာတို့ရှိနေရင်လေအဲ့ဒီလက္ခဏာ၃ပါးကိုနှလုံးသွင်းလိုက်လို့ရှိရင်ဘုန်းကြီးတို့အားလုံးနေတတ်သွားပြီမမြဲသောအနိစ္စဆိုတာမမြဲဘူးတဲ့ဆင်းရဲသောဒုက္ခဆိုတာဆင်းရဲတယ်အနတ္တအစိုးမရသောအနတ္တလို့ဒါသိလိုက်ရင်ဩဘုရားမအစိုးမရပါဘူးလို့ပြောထားတာကိုကအစိုးရခြင်းလို့ဘယ်ဖြစ်မတုံးလို့အဲ့ဒီလိုနေတတ်ထိုင်တတ်ရှိသွားမယ်နော်အဲ့ဒါလည်းခမရနဲတာမဟုတ်ဘူးဗျခမရတို့အနိစ္စလို့ယွတ်နေတဲ့ပုဂ္ဂိုလ်ကသုတ်သုံးချမ်းကိုဆောင်းထားတဲ့ပုဂ္ဂိုလ်နဲ့တူတယ်တဲ့ဒုက္ခလို့ယွတ်နေတဲ့ပုဂ္ဂိုလ်ကဝိနည်း၅ချမ်းကိုဆောင်းထားတာနဲ့တူတယ်အနတ္တလို့ယွတ်နေတဲ့ပုဂ္ဂိုလ်ကအဘိဓမ္မာ9ချမ်းကိုဆောင်းထားတဲ့ပုဂ္ဂိုလ်နဲ့တောင်တူတယ်လို့ဘုန်းကြီးတို့စာပေရဆိုထားတာနော်အဲ့ဒါကြောင့်ခမည်းတော်အမြဲတမ်းနှလုံးသွင်းရမယ်တရားကလက္ခဏာရေး၃ပါးအနိစ္စဒုက္ခအနတ္တခမည်းတော်ရဲ့မိတ်ဆွေအစစ်ကကံဉာဏ်ဝီရိယအဲ့ဒါခမည်းတော်မိတ်ဆွေအစစ်ခမည်းတော်ရဲ့နေ့စဉ်လုပ်ငန်းကဒါနသီလဘာဝနာအဲ့ဒါခမည်းတော်ရဲ့နေ့စဉ်လုပ်ငန်းခမည်းတော်ရဲ့ယံသူကလောဘဒေါသမောဟအဲ့ဒါခမည်းတော်ရဲ့ယံသူပဲလောဘဝတ္တနာကိစေယလောဘနိုင်ငံကိုမလိုက်နဲ့တဲ့လောဘနိုင်ငံကိုလိုက်လို့ရှိရင်အာလုံးဒုက္ခဖြစ်ကုန်ပြီတဲ့အခုကြည့်လေအဲ့ဒီလောဘနိုင်ငံလိုက်တဲ့အတွက်တဏ္ဍနိုင်ငံလုံးဒုက္ခဖြစ်ကုန်တာအဲ့ဒါကြောင့်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့တရားကခမည်းတော်ရဲ့ယံသူအလောဘအဒေါသအမောဟဆိုတဲ့တရားခမည်းတော်ရဲ့မိတ်ဆွေအစစ်အလောဘလွန်ကဲမလိုချင်ဘူးအဒေါသကြမ်းထန်သိုးသိုးဝါမပြည့်မှားဘူးမပြောဆိုဘူးအလောဘအဒေါသအမောဟသိစရာရှိတာကိုဘုန်းကြီးတို့သိရတယ်ပေါ့သိအောင်လည်းကြိုးစားတယ်ပေါ့နောက်ခမည်းတော်လက်ကင်ထားရမယ်တရားကခန္တီမေတ္တာသစ္စာဒီ၃မျိုးခန္တီဆိုတာအစသာအရာရာပေါ့သိခံနိုင်တဲ့စိတ်ကလေးထားရခန္တီမေတ္တာအလုံးရဲ့အပေါ်မှာဘုန်းကြီးတို့မေတ္တာစိတ်ကလေးနဲ့နေနိုင်ရင်ပို့ပြီးတော့ကောင်းတယ်ခန္တီမေတ္တာသစ္စာဆိုတာတော့အကောင်းကြံတယ်အမှန်လုပ်တယ်အဟုတ်ကိုပြောတယ်အကောင်းကြံအမှန်လုပ်အဟုတ်ပြောတာဟာအဲ့ဒါသစ္စာပဲဒါကြောင့်သူများအကျိုးပြည့်စည်စရာကိုဘယ်အခါမှမကြံစီနဲ့မပြောနဲ့မလုပ်နဲ့အကောင်းကြံအမှန်လုပ်အဟုတ်ပြောယခုလက်ရှိအချိန်နဲ့ကောင်းတဲ့အချိန်မရှိဘူးလက်ရှိအချိန်ကိုနိဗ္ဗာန်ရောက်သည်ထိအောင်အသုံးချပါလို့ပြောရင်နဲ့ဘုန်းကြီးရဲ့ဩဝါဒဏိကုံချုပ်ကြစို့နော်အာလုံးဘေးကင်းရန်ကင်းအန္တရာယ်ကင်းပြီးဆောင်ရွက်သမျှကိစ္စအဝဝပြီးမြောက်အောင်မြင်ပါစေဖုန်ကြီးသက်ရှိကောင်းကျိုးလူအင်ဆန္ဒပြေဝကြပါစေ။သာတော်ဘုရားပြည့်တဲ့ဆုနဲ့ပြေဝပါလို့ရှိဗျာ။ဟုတ်ပြီ။သာဓုသာဓုသာဓု